မြတ်စွာဘုရားသခင်ဟာတန်တုတိတမေတော်မိနတ်သားကိုအကြောင်းပြု၍ကျေးဇူးဆက်ရန်လို့ငါတရားမင်းဆံရာတာဝရိန်သားမှပန္နုကပလာမြတ်ကြောက်ဖြာထက်တွင်ပရင်းသုံးတော်မူပြီးဓမ္မသင်္ကနီ12ရက်ဝီပင်း12ရက်ဓာရုကထာ6ရက်ပုဂ္ဂလပြည့်ညက်9ရက်ကထာဝတ္ထု10ရက်ရမိုက်20ရက်ပဋ္ဌာန်း25ရက်ရက်ပေါင်း90ဝါရင်း3လပတ်လုံးအဘိဓမ္မာတရားတော်ဟောကြားတော်မူပြီးလူပြည်တိမ်ကတနဂုံမြို့ရဲ့တကားဝကိုတရားလက်ရယမလက်ဝဲခြံရံပြီးရွှေဆောင်တန်းငွေဆောင်တန်းတို့လေဗရမ ्या ဆောင်တန်းမှာဖျားရှင်ပြန်ကြတော်မူခဲ့ပါလေအဲ့ဒီနေ့ဟာသတင်းကြလာပြီးနေ့ညချမ်းအဘိဓမ္မာခါတော်နေ့ဖြစ်ပါလေရှင်